မဆောင်တာဘာဖြစ်လို့လဲ အလှီတွက်နေတာအဖေဒီမှာအဖြေမရလို့စိတ်ညစ် ဩအဖေကူညီမှာဗောတာရဲ့ဖေး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 ဩလွယ်ပါလေတာရဲ့ခုနှစ်သုံးကြီးဘယ်လောက်လဲခုနှစ်သုံးကြီးလေ ခဏတော့ရင်ဗလား အေးလေခုနှစ်သုံးကြီးဘယ်လောက်လဲလို့ တားမသိဘူးလေ ဟာခုနှစ်သုံးကြီးလေ အဲ့ဒီကိုတားမသိဘူးလို့ မဆောင်မဟုတ်သေးဘူးနော်ခုနှစ်သုံးကြီးဘယ်လောက်လဲ ဟာအဖေကဘာလဲပြောလေ မင်းမေကိုခေါ်လိုက် အမေကဘာလို့ခေါ်မှာ မိမပါလေမင်းသားဒီမှာအလီမရလို့လေအဲ့ကြည့်ပေးလိုက်အောင်ခုနှစ်သုံးကြီးဘယ်လောက်လဲ တားမသိဘူးလို့ ခုနှစ်နဲ့ခုနှစ်နဲ့ပေါင်းရင်ဘယ်လောက်ရလဲ ခဏနဲ့ခဏနဲ့ပါခဏနဲ့ခဏမှာ14 အေးဒါဆိုခုနှစ်သုံးကြီးဘယ်လောက်လဲ 14 မငိုနဲ့ခုနှစ်တက်လီ ခဏတက်လီခဏ ခုနှစ်နှစ်လီ ခဏနဲ့လီခဏနဲ့လီ14 အေးဒါဆိုခုနှစ်သုံးကြီးဘယ်လောက်လဲ ခဏ3လီ18 နေကငါမငိုနဲ့လို့ပြောနေတာခုနှစ်သုံးကြီးဘယ်လောက်လဲ ခဏတော့20 ဟဲမမေသားလေးကတော်လိုက်တာနောက်မသိရချင်းလဲမေကိုမေးလို့ရရနော် 20